ကဲလက်ရှိဥရောပနဲ့ပြည်ရင်းဖလားပြန်ပွဲတွေမှာတော့အပြောင်းလဲတွေကတော်တော်လေးကိုမြန်ဆန်နေတယ်လို့ပြောရမှာပါပဲအင်္ဂလန်မှာဆိုရင်လဲ FA Cup နဲ့ Carabao Cup ပွဲစဉ်တွေဟာအသင်းကြီးတွေအတွက်စူဖလားမျော်လင့်ချက်အရှိဆုံးလမ်းကြောင်းတွေဖြစ်နေတယ်လို့အသင်းငယ်လေးတွေရဲ့အာမန်ပါတဲ့ကစားကွက်တွေကြောင့်လဲထင်မှတ်မထားတဲ့ရက်လက်တွေခဏခဏထပ်ပေါ်နေတာကိုတွေ့ရပါတယ်အထူးသဖြင့်အသင်းကြီးတွေကပွဲချက်ကာလာကိုဖျက်ဆီးနေရလို့လူဆုံးthứcဖို့ရုန်းကန်နေရချိန်မှာပေါ့အောက်ချီအသင်းတွေကအခွင့်အရေးကိုအမိအရာယူပြီးတော့အံ့အားသင့်စရာတွေဖန်တီးနေကြတာဖြစ်ပါတယ်။တစ်ဖက်မှာလည်းဥရောပချန်ပီယံလိဂ်ရဲ့ပုံစံသစ်ကအသင်းတိုင်းအတွက်ဖိအားတစ်ခုဖြစ်နေပြန်ပါတယ်။အရင်လိုအုပ်စုအဆင့်မှာတင်စိတ်ချရတဲ့အခြေအနေမျိုးမဟုတ်တော့ပဲပွဲစဉ်တိုင်းကအမှတ်ပေးစရာအသက်အကျကိုအကြီးအကျယ်ဖြစ်စေတာကြောင့် Real Madrid ဒါမှမဟုတ် Manchester City လိုအသင်းကြီးတွေတောင်မှနောက်တစ်ဆင့်တိုက်ရိုက်တက်ဖို့အတွက်အမှတ်တမှတ်ချင်းစီကိုအသေးအလဲလူယူနေရတာမှာဒီအခြေအနေကပရိသတ်တွေအတွက်တော့ပွဲတိုင်းကိုဘိုလူပွဲလိုမျိုးစိတ်လှုပ်ရှားရင်ခွန်စွာနဲ့ကြည့်ရှုရတယ်လို့ဖြစ်စေပါတယ်။ဒါအပြင်နိုင်ငံခြားကလပ်ကပ္ပဖလားပြိုင်ပွဲသစ်အတွက်ပြင်ဆင်မှုတွေနဲ့အတူဥရောပလိမှာလည်းထိပ်သီးအသင်းတွေကသူတို့ရဲ့ဂုဏ်သိက္ခာကိုထိမ့်သိမ်းဖို့အစွမ်းကုန်ကြိုးစားနေကြပါတယ်။ဒါကြောင့်မလို့ဒီနေ့ရဲ့စူဖလားလမ်းကြောင်းတွေကဘသူလက်ထဲရောက်မလဲဆိုတာမှန်းဆရတော်တော်လေးခက်ခဲနေသေးပါပဲ။ โอเคနောက်ဆုံးမှာတော့ကစားသမားတွေရဲ့ဒိုင်းယာပြဿနာနဲ့လူဝင်ကားအလက်အပြောင်းတွေကပဲဒီယာဒီရဲ့စူဖလားပိုင်ရှင်တွေကိုအဆုံးဖြတ်ပေးသွားမဲ့အဓိကအချက်တွေဖြစ်လာနိုင်ပါလေ။